နေ့ကတော့ကလေးလေးမောင်းလို့ငါတံမြာပေါင်းငါပြင်လို့ကျွေးမှာဖြစ်ပါတယ်။အထက်အမေအစားလေးမှာရမယ်ဟာရှမ်းနန်းဒီမကားနဲ့ကလေးလည်းရိုက်ပြအောင်။အားလေးကစက်တုံမိတ်ဒီစက်တုံမိတ်လေးရလေအနစ်ဖြစ်တယ်။ဘာစက်တုံမိတ်နှမျိုးလေးထက်ပါတယ်ဒါဖဖရွက်လေးဖြစ်ပါတယ်ဒါဖဖရွက်ကလေးထဲမှာဖြစ်ပါတယ်။အားလေးကတော့ငါတံမြာပေါင်းလို့ရှိရင်ဘူစီနန်နဲ့လိုက်ဖက်တယ်။ကဲရိုးငါကင်ဆိုရင်တော့မထည့်ဘူးပေါ့လေအဲ့ဒါယူလို့ကျမတို့ကကြိတ်မှာပေါ့နှလုံးဆင်းနိုင်တော့ကောင်းတာပေါ့ဒါပေမဲ့ကျွန်တော်တို့လက်ဟိုဖြစ်လို့ဗရဲကိုညီမာဆိုလို့ဗရဲကိုလေးလည်းထည့်မှာဖြစ်ပါတယ်ကျွန်တော်ညီမာတောက်တယ်နေရာလို့ဒါလေးကကြိတ်ထားပြီးသားဟာကြိတ်ထားပြီးသားကိုထည့်မယ်ဒါလေးကပံမရသည်ပြီးငါးလေးကဒီပေါင်းထားတယ်ငါလေးအရင်ပေါင်းထားလိုက်ပါလေကဲငါလေးပေါင်းပြီးသူရဲ့ပုံထဲမဲ့စပီးလေးလောက်မှာပါလေပေးလိုက်တော့ခဏနေမှာပဲဒီလားဒါလေးကမြုပ်ဒီလေးမြုပ်ဒီနဲ့တက်တုံချူနဲ့ပတဲကောနဲ့ထည့်ထားတဲ့ဟာလေးကိုထည့်လိုက်ပြီးအစကတော့ကိုကြိုက်တဲ့လောက်ထည့်လို့ရပါတယ်ခလေးဆိုချင်းဆက်ဆက်ဒါလေးကတော့ဖဖရွက်နှုတ်လေးစင်ပိုကောင်းတာပေါ့နော်တိုးတော်လည်းပဲကိုကပြင်းတော့ကြိတ်လိုက်တာရတာမုံလေးထဲမယ်ငါလက်ဆက်တော်လေးချုံမုံလို့ထည့်စရာမလိုစားလေးထည့်လိုက်ပါမယ်ဒီအစ်စ်နော်တံမျိုးဒီဆိုလို့ရှိရင်ကခါတဲ့အဲကြောင့်ဒါလေးကလည်းပွက်နေတဲ့ချိန်မှာပိတ်လိုက်ရင်ပိုပြီးကောင်းတယ်အားကြောင့်လို့ဆိုမျိုးတော့မှာဆိုအဲ့ဒီစိမ့်လေးစားနေရတာတံမျိုးလေးမြင်လိုက်ချင်းပါကြည့်လိုက်ပါအဲ့ဒါမျိုးကိုကြိုက်တဲ့ချင်းလန်းဆက်ရတာရတော့ပြီဆိုလို့ရှိရင်ငါးပေါ်လောက်လိုက်ရုံပဲချင်းလန်းနဲ့တော့တည်းခဏလေးလောက်အင်းချန်ကနမြပေါင်းလေးရပါဘူးခုကတော့ချင်းဆက်လေးနဲ့ထိမိကွိရတာထိရှာတဲ့ငါးတန်ပြပေါင်းလေးရပါပြီရှင်